ိုးရှိရှိတုန်းကပင်လယ်ပြကြီးရဲ့အလဲမှာမြေပုံထဲမှာရှာလို့မရတဲ့ဝိညာဉ်ကျွန်းဆိုတာရှိတယ်။အဲ့ဒီကျွန်းပေါ်မှာအဖိုးမဖြတ်နိုင်တဲ့ယတနာတွေရှိတယ်လို့သတင်းကြီးပေမဲ့ဘယ်တင်မောမှအဲ့ဒီကျွန်းကိုမရောက်နိုင်ခဲ့ကြဘူးမဆန်ပဲဆိုတဲ့မိန်းကလေးဟာသူမရဲ့အဖိုးဖြစ်သူစီကနေအမွေရခဲ့တဲ့ငကားမျက်မှန်တစ်လက်ရှိတယ်။အဲ့ဒီမျက်မှန်ကိုတက်လိုက်ရင်တာမန်မျက်စိနဲ့မမြင်နိုင်တဲ့လမ်းကြောင်းတွေနဲ့ဝိညာဉ်ကျွန်းရဲ့တီနေရာကိုမြင်နိုင်တယ်လို့ဆိုကြတယ်။မဆန်ပဲဟာပျောက်ဆုံးနေတဲ့ရှေးဟောင်းပစ္စည်းတွေကိုပြန်ရှာဖို့အတွက်ပင်လယ်ပြင်ကိုထွက်ခွာခဲ့တဲ့ဒါကိုသိသွားတဲ့ပင်လယ်သားပြဖို့ဘူအောင်စောဟာမဆန်ပဲနောက်ကိုသူ့ရဲ့တင်မောအုပ်စုနဲ့လိုက်ပါလာခဲ့တယ်သူကတော့ကျွန်းပေါ်ကရတနာတွေကိုလူယူပြီးတကဘာလုံးကိုစိုးမိုးဖို့ရည်ရွယ်ထားတာပေါ့ဘူအောင်စောဟာမဆန်ပဲရဲ့တင်မောကိုအမြောက်တွေနဲ့ပစ်ခတ်ပြီးငကားမျက်မှန်ကိုလူယူဖို့စူးစမ်းခဲ့တယ်မဆန်ပဲဟာငကားမျက်မှန်ရဲ့အကူအညီနဲ့မြူနင်းတွေကြားထဲကပြို့ဝက်လမ်းကြောင်းကိုရှာတွေ့ပြီးဝိညာဉ်ကျွန်းပေါ်ကိုအရင်ဆုံးရောက်ရှိသွားခဲ့တယ်ကျွန်းပေါ်မှာတော့တန်လိုက်တဲ့ရှိတဲ့ကြောက်ဆောင်တွေညဘက်မှာလမ်းလျှောက်တက်တဲ့တစ်ပင်ကြီးတွေနဲ့စကားပြောတတ်တဲ့လက်ပြရောင်စုံတွေရှိနေတယ်။ဘူအောင်စော်လဲကျွန်းပေါ်ကိုရောက်လာပြီးမဆန်ပဲကိုလှိုင်ကူတစ်ခုထဲမှာပိတ်ဆို့လိုက်တယ်။မျက်မှန်ကိုပေးစမ်းမဆန်ပဲမဟုတ်ရင်မင်းတီကျွန်းကနေဘယ်တော့မှပြန်ထွက်ရမှာမဟုတ်ဘူးလို့ဘူအောင်စော်ကကျင်းဝါလိုက်တယ်။မဆန်ပဲဟာကြောက်မသွားပဲငကားမျက်မှန်ကိုအသုံးပြုပြီးလှိုင်ကူထဲကအလင်းရောင်ထောင်ချောက်တစ်ခုကိုဖွင့်လိုက်တယ်။ရုတ်တရက်ကြောက်နေရံတွေကနေပြင်းထန်တဲ့အလင်းနှန်းတွေထွက်ပေါ်လာပြီးဘူအောင်စော်နဲ့သူ့လူတွေကိုမျက်စိကျိန်းစီကမူးဝေသွားစေခဲ့တယ်။မဆန်ပဲဟာအခွင့်ကောင်းကိုယူပြီးဘူအောင်စော်တို့ကိုလှိုင်ကူထဲမှာပိတ်ထားခဲ့ကကျွန်းရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့ငင်းချမ်းရေးကြောက်တိုင်ကိုပြန်လည်ပြုပြင်ပေးလိုက်တယ်။အဲဒီနောက်မှာတော့ကျွန်းကြီးဟာပုံမူလှပလာပြီးမဆန်ပဲလည်းသူမရဲ့တင်မောလေးနဲ့အိမ်ကိုဘေးကင်းစွာပြန်လာနိုင်ခဲ့ပါတော့တယ်။နောက်လာမယ့်ဝတ္ထုတို့အသစ်တွေနဲ့စိတ်ဝင်စားဖွယ်ရာပုံပြင်အသစ်တွေကြည့်ရှုနားဆင်ဖို့အကောင့်လေးကို follow လုပ်ခဲ့ပါအောင်နော်။အသေးလေးတွေလည်းပေးခဲ့အောင်နော်။လာရောက်အားပေးကြည့်ရှုသူတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်။အားလုံးပဲအဆင်ပြေကြပါစေ။